yo bro ကျွန်တော်ဒီနေ့မှာတော့ Roblox ထဲက War Machine ဆိုတဲ့ game လေးကိုစောင့်ကြည့်မှာဖြစ်တယ်ပေါ့နော်။ဟာကျွန်တော်ရှိရကောင် Iron Man ဝတ်စုံဝင်နေတာဗျ။ဟဲ့ဟောကြီးဝတ်စုံကြီးရှယ်ကြီးပဲ။ရှင်းကြီးတက်နေရလို့ဘာလို့တဲ့။ကျွန်တော်တစ်ချက်လောက်လိုက်ရှိုးကြည့်လိုက်အောင်မယ်နော်။ဝတ်စုံကြီးကိုလည်းကြည့်လိုက်အောင်လို့ရှယ်ကြီးဟဲ့ဟောကြီး။ဟာဒုံးကြီးနဲ့ပါပြစ်လို့ရတာဟာ။ပြန်တက်သွားပြီဟဲ့ဟောကြီးတကယ် fine တာပဲကွာ။ပြက်ကြပြီဟေးအကောင်တော့စမုံတုံးတော့ပါပဲဟာအာစကားတွေကကွက်တီလှုပ်သွားတာငါ့ကိုစကားတွေကကွက်တီပြသွားတာကွာအဲ့တော့ကျွန်တော်လည်းဝစ်စုံသွားရှာမယ်ဗျာဟာဒီဘက် outfit ကလမ်းလာ ਈ လားအထဲထဲမှာဝစ်စုံသုံးခုတော့တွေ့တယ်ဗျာကျွန်တော်အဲ့ဒီစီကိုခဏလေးသွားကြည့်လိုက်အောင်မယ်ရှောက်ပြီးရောက်ပြီဒီမှာကဝစ်စုံတွေကကျွန်တော်တို့ပတ်စံနေနဲ့နှိုက်ရပါဗျာကျွန်တော်မှာ$100ပဲရှိတယ်ဒီ$100တွေအများကြီးပဲအဲ့တော့ပတ်စံရင်ရှာမယ်ပေါ့နော်သူတို့ဒီထဲမှာတော့ default ပေးထားတဲ့ဝတ်စုံတော့ရှိတယ်ဗျအဲ့ဒါ hot rod တဲ့အဲ့ကောင်တော့ဝတ်လို့ရတယ်ကျန်တဲ့ဟာတွေဝတ်ချင်ကတော့ကျွန်တော်တို့ပတ်စံစုပြီးမှပဲဖောက်လို့ရမှာပေါ့နော်ဒီကောင်တွေတဖြည်းဖြည်းကျွန်တော်တို့ပတ်စံစုပြီး try ကြည့်ကြတာပေါ့ဗျာဝတ်စုံတွေကတော့ share ကြီးတွေပဲရောင်ကြီးကဲခုတော့ကျွန်တော်တို့ default ရှိတဲ့ hot rod ကိုပဲရွေးကြည့်လိုက်မယ်ဗျာဝတ်ပြီးရောင်ကြီးတကယ် Iron Man ရဲ့ပုံစံအတိုင်းပဲ share ကြီးကျွန်တော်တို့အထဲမှာနည်းနည်းမှောင်ရင်လို့ကျွန်တော်အပြင်ထွက်ပြမယ်ဗျာနော်ဝစ်စုံကြီး block file လဲဆိုတာ show လိုက်အောင်ဗျာ effect နေတာပဲဟဲ့အောင်ကြီး show လိုက်အောင် share ပဲရွှေနဲ့အနီနဲ့ဆက်ထားတဲ့အရောင်ဗျကျွန်တော်အမြင်ကြီးပဲဟာ what the fuck ကျွန်တော်ပထမဦးဆုံးခုံအောင်ပါဗျအမြင်ကြီးတော့နည်းနည်းတော့ကြောက်တယ်ဗျအစင်ပြေပါမလားတော့မသိဘူးเนาะအောက်ကိုခုနလိုမျိုးပြုတ်ကြလို့ရှင်ကျွန်တော်ဘာလို့ဘာကြရမှမသိဘူးဖြစ်သွားမှာဗျစပြီး try ကြည့်လိုက်မယ်ဗျာဟာဟဲ့အောင်ကြီးမိုက်တာဟာတကယ်ကြီးလေပေါ်မှာရောက်သွားတာဗျကျွန်တော်ကောင်တဖြည်းဖြည်းချင်းပဲပြန်လာပေါ့နော်ကျွန်တော်စပြီးတော့ပြန်တင်ကားစားဖို့လို့အရှိမအနီအောင်နဲ့အပြာအတုံးလေးနှစ်တုံးရှိတယ်ကွာဟာအဲ့ဒါကျွန်တော်တို့ဘက်ကကောင်နေပဲဖြစ်ရမယ်ကျွန်တော်အောက်ကိုစင်းကြည့်လိုက်အောင်မယ်အိုးဖြည်းဖြည်းသားကြီးဟာဟဲ့အောင်ကြီးမြေကြီးတွေပါအပ်သွားတာကွာတကယ်မိုက်တာပဲအောက်မှာ Iron Man ဝစ်စုံစဝတ်နေပြီဟဲ့အောင်ကြီးကျွန်တော်ရှယ်ကြီးပဲဟာဝစ်စုံဝတ်ပြီးကျွန်တော်ကိုလိုက်ပြနေကြတာဗျာဘာတော့တာကြီးကအတူတူပဲမဟုတ်ဘူးလားကွာရော့ကွာမင်းတို့တောင်ချကြမှာတော့ငါလည်းချမယ်ကွာတီးမယ်ကွာလာကွာရှယ်တီးမယ်ကွာဟဲ့အောင်ကြီးကျွန်တော်ကောင်ကြွသွားတာဗျာကျွန်တော်ကောင်ပက်လက်ကြီးလန်သွားပြီကျွန်တော်တို့ခုအိမ်ပြန်ရောက်လာတာပေါ့နော်ခုနကတော့ကြွသွားတဲ့အတွက်ဘလို့လဲကိုယ့်ဘက်သားချင်းပြန်ပြစ်လို့ရတယ်လားကွာရှိသမျှအကုန်တီးရမှာလားမသိဘူးကျွန်တော်ထပ်ပြီးတော့ try ကြည့်မယ်ဗျာနော်ဒီခါတော့တန်းပြီးတော့ပဲခုံလိုက်တော့မယ်ကြောက်မနေတော့ပထမဆုံးတစ်ခါခုံထားပြီးသားဆိုတော့လေခုနကျွန်တော်ချတဲ့ကောင်စီကိုအရှိန်နဲ့သွားမယ်ဗျာသွားပြီးဆော့ဘလော့တီးမယ်ရို့ကိုလူတွေသူ့လူတွေခွဲမတော့ဘူးချမယ်ကျုံးမယ်တိုင်တော့ကနေဖင်နိုင်မယ်ကွာရော့ကွာဖင်နိုင်ပြီဟောကြီးရော့ရှော့တာတာကြီးရော့တာမင်းတို့ကြွလိုက်တော့ဟောကြီးကျွန်တော်ပြန်လုံးနေကြပြီလို့နှစ်ယောက်တယောက်ကြီးမင်းတော့မဟုတ်သေးဘူးကွာကျွန်တော်လိုက်မှုတ်နေတာမီးကြီးနေကွာကြွသွားပြန်မီးအောင်ကြီးကျွန်တော်အခုမှစဝင်ကားစားဆိုတော့သူတို့ဂိမ်းနဲ့ရှင် try လို့မရသေးဘူးဗျာနော်အရှိမဟယ်လီကော်ပတာကြီးကျွန်တော်မြင်နေရတယ်ဗျာဟယ်လီကော်ပတာကြီးကျွန်တော်တော့ပြစ်ကြည့်ရအောင်လာဟယ်လီကော်ပတာကြီးစီတော့ပြစ်မယ်ခဏလေးကျွန်တော်တိုက်ပွားနေမှာပြန်ပြစ်မယ်နော်ကျွန်တော် base ကနေပဲပြစ်မယ်ဗျာပြစ်ကွာဒါရဟောဟယ်လီကော်ပတာနဲ့ကနေခုံထွက်လာတာကွာပြစ်ကွာဒါပဲငါရဲ့တစ်ချက်နဲ့ဟယ်လီကော်ပတာကြွသွားပြီကွာကျွန်တော်တို့ Iron Man ဝတ်စုံကြီးဝတ်ပြီးတော့ခြေရင်ရှောက်နေရတာတော့အဆင်မပြေသေးဘူးဗျာနော်အဲ့တော့ကျွန်တော်ပြန်သွားတော့မယ်ပြန်ပြီးတော့ပဲသွားမှဖြစ်တော့မယ်ဗျကျွန်တော်အရှိန်တင်လိုက်အောင်မယ်နော်အရှိန်တင်ပြီးတော့ mission ရှိတဲ့နေရာလေးကျွန်တော်သွားရှာလိုက်မယ်ဗျလူစိုးတွေဘယ်နေရာမှာတောင်းစမ်းနေရလဲဆိုတာဒီနန်းကတော့နှိမ်နှင်းထားမိခိုးရီတောင်ထွက်လို့ကျွန်တော်တို့တခြားနေရာဟိုမှာ23 26ဆိုတာတော့ရှိတယ်ဗျအဲ့ဒီနေရာကိုပဲကျွန်တော်ပြန်သွားလိုက်ရမယ်နော်ဟဲ့အောင်ကြီးဘယ်ဘက်ကနိုင်ငံကြီးလည်းဝင်တိုက်နေဦးမယ်ဖြည်းဖြည်းပြန်မှဖြစ်မယ်ဟာနေကျွန်တော်ရှေ့မှာဆိုရောက်ပြီပေါ့နော်ကျွန်တော်လှမ်းစုံနေကြတာဗျာကြည်စံတွေကိုမြင်နေရတယ်ဟဲ့အောင်ကြီး what the fuck ကောင်ကြီးကဘာမှန်လို့ပေါ့ကွာကျွန်တော်အရှိရမြန်ရောက်မှဖြစ်တော့မယ်ဟေးလေပေါ်မှာနေပြစ်ချခံရတော့မှမြန်ရောက်တော့ကျွန်တော်တို့အရှိန်ပို့ပြီးတော့တင်လိုက်တော့မယ်နော်အရှိဆိုရောက်ပြီဗျာကျွန်တော်တို့ရှင်းနှန်းလေးတင်မယ်7ပိုင်း26တဲ့ကျွန်တော်စင်းပြီဗျာအိုးကြောင်ကြီးရှေ့မှာတီးနေကြတာကွာရန်သူတွေတောင်းကျမ်းနေတာကွာကျွန်တော်လည်းဝင်တီးမှဖြစ်မယ်ဗျတီးတိုင်းတီးကြောင်ကြီးပတ်စံနေရတာကွာ$50တောင်ရတာဒီနေ့ခဏလေးကျွန်တော်နောက်တစ်ယောက်ထပ်ရှာလိုက်အောင်မယ်နော်ဟာရှေ့မှာကောင်ထပ်တွေ့ပြန်ပြီကွာဟာကျွန်တော်ကောင်ကြီးနဲ့စုံနေကြတာပဲတီးကွာကျုံးကွာဟဲ့အောင်ကြီးပတ်စံနေဖွာကနေဝင်လာတာဟဲ့အောင်ကြီးလောက်ကြပါဦးစောကွာတာကြီးဗတေးကြီးကတော့ရှေ့ကြီးပဲဟဲ့အောင်ကြီးတကယ် Iron Man စကားကြည့်နေရတယ်လို့ပဲဟာ
ဟာပြစ်တယ်ဟဲ့အောင်ရအပေါ်ကနေပြစ်နေတာကွာအပေါ်ကောင်ကျုံးနေတာကျုံးကွာကျုံတာဟဲ့အောင်ကြီးဒေါ်လာ2000ကျော်တောင်ရသွားတာကွာဘယ်ကောင်လုံးကျွန်တော်ဒီမှာလေဒေါ်လာ300ထိတက်နေပြီပေါ့နော်ပတ်စံနေကျွန်တော်တို့အများကြီးရနေပြီပတ်စံနေရလို့ရှိရင်ကျွန်တော်တို့အိမ်ကိုပြန်ပြီးတော့စုသွားဝင်ပဲပေါ့နော်အော်ကျွန်တော်ကောင်နေမရှင်ပြီးလို့ပြန်ထွက်သွားကြပြီဗျအဲ့တော့ကျွန်တော်လည်းပြန်သွားမှဖြစ်တော့မယ်ပေါ့နော်ကျွန်တော်လည်းပြန်ပြီယိုးဟာဟဲ့အောင်ကြီးအိမ်နေရကြီးနဲ့ဝင်တိုက်တာဟာဖြည်းဖြည်းတော့လှုပ်ပါအောင်ဟာပြန်နေရတဲ့အရာသာကြီးကိုလည်းကြီးလိုက်အောင်ကွာတကယ်ဖီးရရှယ်မိုက်တာဟဲ့အောင်ကြီးတကယ်တိန်ဒီပေါ်မှာလွှင့်နေတယ်လို့ပဲဟာပိုရှိန်တင်လေးပိုမိုက်လေးဟဲ့အောင်ကြီးတကယ်ဒုံးမြန်ကြီးစီးနေရတယ်လို့ပဲအာဖြည်းဖြည်းသွားမှရမယ်ဟဲ့အောင်ကြီးတိုက်ကုန်တော့မှာပဲဟာကျွန်တော်တို့ရှေ့ထဲမှာပြစ်ခတ်နေတဲ့အတန်ကြီးကြားနေရတယ်ဗျ။အော်ရှေ့မှာတွေ့ပြီ25ပိုင်းကားတယ်။ Okay ကျွန်တော်တို့အဲ့ဒီစီကိုတွားပြီးတော့ဗတ် join မယ်ပေါ့နော်။တာကြီးဒိုးလိုက်တော့ကျွန်တော်အပြင်မှာပဲဆင်းပြီးတော့အထက်ကကောင်တွေစော်ဘလော်တီးလိုက်တော့ဗျာ။ကျွန်တော်အပြင်နိုင်ငံကနေပဲစော်တော့မယ်။ဖဲအောင်ကြီးဝင်စရာပေါ့မတွေ့ဘူးဖြစ်နေတဲ့ဟာဘယ်ကနေဝင်ရမှာလဲ။ဟောမတကောင်တော့တွေ့ပြီကွာ။ကျုံွာတာကြီးကျုံ nice ကောင်းနေရအောင်ကြီး။တယောက်ကဒေါ်လာ2000နဲ့။ဟောဒေါ်လာ2000ကိုကျွန်တော်ရတာဗျာ။အဲ့အောင်ကြီးမိုက်တယ်ကွာ။တာကြီးဝင်မမတွေ့ဘူးဖြစ်နေတာဘယ်ကနေဝင်ရမှာလဲကွာ။အော်ကျွန်တော်ခုံပြီးတော့ပဲဝင်လိုက်တော့မယ်ဗျာကျွန်တော်အထဲကိုတော့ရောက်သွားပြီဗျ။ရောင်ကြီးကျုံဒီပဲလေကျုံကွာရောင်မြင်မြင်တည်းအကုန်လုံးကျုံပလိုက်ရှုံးလို့တာကြီးသူ့ကိုလူတွေနားမလဲဦးမင်းကုန်ကျုံမှာပဲ။ဟာဟိုကောင်ကျွန်တော်ကြောက်လို့ပြန်ထွက်သွားပြီလားမသိဘူးဗျ။ဟာဟိုကောင်တော့ပြန်ထွက်သွားတယ်။ကျွန်တော်ဇကားရဲလူပြန်ကြည့်မယ်ဗျာနော်အထက်ကိုကျွန်တော်ဒဲရူးတက်ကြည့်နိုင်မယ်ဟဲ့အောင်ကြီးတကယ်မိုက်တာဟာအတန်ကြီးကိုရှိုးလိုက်အောင်ရှေ့ဖိုင်းတာတော့ဟိုမှာကျွန်တော်ရဲ့ short ကိုတော့တွေ့နေရပြီဗျာကျွန်တော်ရဲ့အိမ်မြကျွန်တော်ကဒေါ်လာ9500ကျော်ရှိနေတာဆိုတော့ဘာရမလဲကျွန်တော်အိမ်ပြန်ပြီးတော့လေးလာလိုက်အောင်ပဲဗျာနော်အဲ့တော့အော်ဒီမှာကျွန်တော်ပြောင်းပြန်ကြီးဝင်လာတာဗျာနောက်ဘက်ကနေဝင်လာဟုတ်ပြီဗျာကျွန်တော်စမတ်ကြဆင်းသက်ချင်းနဲ့ဆင်းသက်လိုက်ရဗျာကျွန်တော်အိမ်ကိုသွားပြီးတော့ဘာတွေဝယ်လို့ရလဲဆိုတာကြည့်လိုက်အောင်မယ်နော်ဒေါ်လာ9600ရှိတယ်ဆိုတော့ပါဒီဘေးမှာဒါခုနကကျွန်တော်တို့ချခဲ့တဲ့ map ကြီးဗျာဒီမှာ hologram ရဲ့ပေါ်တာမိုက်တယ်ဟဲ့အောင်ကြီးတကယ် Iron Man ဇကားရဲ့အတိုင်းပဲ what the fuck ဟဲ့အောင်ကြီးရှေ့ကြီးပဲဟာဒီဘက်မှာကျွန်တော်တို့ဈေးဝယ်မယ်ပေါ့နော်ကျွန်တော်ဝယ်ကြည့်လိုက်အောင်မယ်ဟာဒီဘက်ကဟာတွေကတော့ဈေးများတယ်ဗျကျွန်တော်ဒီဘက်မှာပဲကြည့်လိုက်မယ်9500မှာဝယ်လို့ရပါတယ်ဟဲ့အောင်ကြီးဒေါ်လာ9500ကျွန်တော်ထဲမှာဒေါ်လာ9600ပဲရှိသေးတယ်ကျွန်တော်ပတ်စံထက်ရှာရအောင်ပဲဗျာနော်ကဲဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲဗျာနော်ကျွန်တော်တို့ပတ်စံစုပြီးတော့စုအစ်စ်တွေဝယ်တာကိုကြည့်ချင်လို့ရှိရင်ကျွန်တော်တို့ comment မှာ man ခဲ့ပြပါဗောနော်ကျွန်တော်နောက်ရက်ကြားလို့ရှိရင်တော့ပတ်စံစုပြီးစုအစ်စ်တွေ try ကြည့်လိုက်ပဲဗျာနော် see you guys